အမြင့်မီတာ1000ပေါ်မှာလေရင်မောင်းခန်းရဲ့လေကာမန်မှာအကြောင်းတစ်ခုရုတ်တရက်ပေါ်ထွက်လာခဲ့တာပါကပတိန်ဟာအန်ရီကိုချက်ချင်းသဘောပေါက်သွားခဲ့ပြီးမြေပြင်ထိန်းချုပ်ရေးစခန်းစီအရေးပေါ်အခြေအနေကိုအလင်းအမြန်သတင်းပို့ကမူလနေရာစီပြန်လည်လက်ပတ်ဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့သူ့စကားပြောလို့ပြီးဆုံးသွားတဲ့ခဏမှာပဲလေကာမန်တစ်ခုလုံးဟာပောက်ကွဲထွက်သွားခဲ့တာပါပြင်းထန်တဲ့လေစီးကြောင်းဟာတွဲဖက်လေရင်မှုကိုပြတင်းပေါက်ကနေတဆင့်အပြင်ဘက်စီတိုက်ရိုက်ဆုပ်ယူသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအင်ဂျင်နှစ်ဖက်လုံးဟာခံကွဲစာမြောက်များစွာကိုဆုပ်ယူမိသွားခဲ့ပြီးပျက်စီးသွားခဲ့ရတာပါ။ပုံမဆိုးရွားတာကတော့လေရင်မောင်းခန်းတကားဟာလေစီးကြောင်းကြောင့်ပွင့်ထွက်သွားခဲ့ပြီးလေရင်အကူအမျိုးသမီးတစ်ယောက်ဟာမြေပြင်ပေါ်စီချက်ချင်းလဲကျသွားခဲ့တာဖြစ်ပါတယ်။ဒီလိုစိုးရိမ်စရာခဏမှာပဲလေရင်အကူတွေဟာကိုယ်ပိုင်ဘေးကင်းမှုကိုပြစ်ပယ်ထားရင်းထိတ်လန့်နေတဲ့ခရီးသည်တွေကိုမနာစတန်အားပေးခဲ့ကြပြီးအောက်ဆီဂျင်မျက်နှာဖုံးတွေကိုတက်ဆင်ပေးဖို့ကူညီပေးခဲ့ကြတာပါ။တစ်ချိန်တည်းမှာပဲတွဲဖက်လေရင်မှုရဲ့ခန္ဓာကိုယ်ဟာတေချောင်းပြန်အန်ရီနဲ့ရင်ဆိုင်နေရသည့်တိုင်အောင်သတင်းပေါက်အပြင်ဘက်မှာတွဲလောင်းခိုရဲကြံရှိနေခဲ့ပါတယ်ကပတိန်ဟာသူ့ကိုလေရင်ခန်းထဲစီပြန်လဲဆွဲခေါ်ဖို့စူးစမ်းခဲ့ပေမဲ့အတုံးမဝင်ခဲ့ပါဘူးကပတိန်ဟာသူ့ရဲ့စိုးရိမ်မှုကိုထိန်းချုပ်လိုက်ပြီးလေရင်ရဲ့တည်ငြိမ်မှုကိုထိန်းသိမ်းကအမြင့်ကိုလျှော့ချဖို့အတွက်သာအဓိကထားဆောင်ရွက်နိုင်ခဲ့တာပါလေရင်ဟာတစ်စက္ကန့်ကို9ကီလိုမီတာအရှိန်နဲ့ထိုးစိုက်ကျဆင်းနေခဲ့တာပါဒီအရှိန်တိုင်းဆိုရင်2မိနစ်အတွင်းမှာနှင်းဖုံးတောင်တန်းတွေကိုဝင်တိုက်ပြီးတော့မှဖြစ်ပြီးလေရင်ပေါ်ပါသူအလုံးတေဆုံးသွားကြတော့မှဖြစ်ပါတယ်ဒီစက္ကန့်ပိုင်းလေးအတွင်းမှာပဲကပတိန်ဟာအသက်ကိုအောက်ထားရင်းလေရင်ကိုထိန်းချုပ်ဖို့အပြည့်အဝအာရုံစိုက်လိုက်ကနောက်ဆုံးမှာတော့လေရင်ကိုအထက်စီဆွဲတင်နိုင်ခဲ့ပါတော့တယ်ကြီးမားတဲ့ပြောင်းပြန်ရွေ့ချအားဟာတွဲဖက်လေရင်မှုကိုသူ့ရဲ့ထိုင်ကုန်ပေါ်စီပြန်လည်လွှင့်စင်ကြားရောက်သွားစေခဲ့တာပါအခြားတစ်ဖက်မှာတော့အခုလေရင်မှုဟာပြင်းထန်တဲ့နာကျင်မှုကိုတီးခန့်ရင်းလေရင်မောင်းခန်းစီအသေးအတန်သွားရောက်ခဲ့ပါတယ်ခီးတဲ့မြောင်များစွာရဲ့ကူညီပေးမှုနဲ့အတူသူဟာလေရင်မောင်းခန်းစီအောင်မြင်စွာရောက်ရှိခဲ့ပြီးတကားကိုအလင်းအမြန်ပိတ်ပင်လိုက်ပါတော့တယ်ဒီအချိန်မှာတော့လေရင်ကန်းတွင်းပိုင်းအခြေအနေဟာနောက်ဆုံးမှာငြိမ်သက်သွားခဲ့ပါပြီအခုလေရင်မှုဟာလေရင်မှုတွေကိုအောက်ဆီဂျင်မျက်နှာဖုံးတွေအလင်းအမြန်တက်ဆင်ပေးခဲ့ပြီးအရေးပေါ်အကူအညီတောင်းခံမှုတင်ကေတာကိုပေးပို့လိုက်တာပါတင်ကေတာကိုရရှိလိုက်တာနဲ့မြေပြင်ထိန်းချုပ်ရေးစခန်းဟာအရေးပေါ်လုပ်ငန်းစဉ်တွေကိုချက်ချင်းစတင်လိုက်ပါတော့တယ်လေရင်အားလုံးကိုမြေပြင်မှာရပ်တန့်စေခဲ့ပြီးပြေးလန်းကိုအရေးပေါ်ဆင်းသက်ဖို့အတွက်ရှင်းလင်းပေးခဲ့တာပါတစ်ချိန်တည်းမှာပဲရဲတပ်ဖွဲ့ဆေးဘက်ဆိုင်ရာဖွဲ့တွေမိသက်သမားတွေနဲ့လုံခြုံရေးဝန်ထမ်းတွေဟာအစဉ်သင့်ပြင်ဆင်ထားကြပြီးအခင်းဖြစ်ပွားရာနေရာမှာစောင့်ဆိုင်းနေခဲ့ကြပါတယ်ဒါပေမဲ့အနေရကတော့မပြီးဆုံးသေးပါဘူးကြီးမားတဲ့မုန်တိုင်းတိမ်တိုက်ကြီးဟာအရှိတ်ဘက်မှာရုတ်တရက်ပေါ်ထွက်လာခဲ့ပြီးအတွင်းမှာမိုးကြိုးတွေပြစ်ခတ်ကလျှက်စီးတွေလက်နေခဲ့တာကြောင့်တာမန်အတိုင်းဖြတ်တန်းပြန်တန်းဖို့မဖြစ်နိုင်ခဲ့ပါဘူးကပတိန်ဟာဘေးဘက်ကနေပတ်သွားဖို့ချက်ချင်းဆုံးဖြတ်လိုက်ပါတယ်ခီးသည်တွေဟာဒါကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့ချက်ချင်းထိတ်လန့်သွားခဲ့ကြတာပါလေရင်ဟာတိမ်တိုက်အပြင်ဘက်မှာမနာစတန်ဝဲပြန်နေခဲ့ပြီးနောက်ဆုံးမှာလမ်းကြောင်းတစ်ခုပေါ်ထွက်လာတာကိုစောင့်ဆိုင်းခဲ့ရတာပါကပတိန်ဟာအခွင့်အရေးကိုဖမ်းဆီးလိုက်ပြီးလေရင်ကိုတိမ်တိုက်တွေထဲစီမောင်းနှင်လိုက်ပါတော့တယ်မင်းမောင်နေတဲ့တိမ်တိုက်တွေနဲ့လျှက်စီးတွေဟာလေရင်ကိုဆွဲဖြတ်ပစ်တော့မလို့မျိုးချက်ချင်းဖုံးလွှမ်းသွားခဲ့တာပါနောက်တစ်စက္ကန့်မှာတော့ကပတိန်ဟာအသက်ကိုအောက်ထားရင်းထိန်းချုပ်တံကိုမြဲမြံစွာစုပ်ကန်ကအရှိစီစူးစိုက်ကြည့်ရှုနေခဲ့ပါတယ်ရုတ်တရက်ကောင်းကင်ကနေမိုးသီးတွေကျဆင်းလာခဲ့ပြီးလေရင်ရဲ့အပြင်ဘက်ကိုရိုက်ခတ်ခဲ့တာပါလေရင်ဟာတိမ်တိုက်တွေကိုကြော်လွန်တော့မဲ့ခဏမှာပဲလမ်းကြောင်းဟာရုတ်တရက်ပိတ်သွားခဲ့ပြီးလေရင်ဟာရေဒါဖန်သားပြင်ပေါ်ကနေပြက်ကွယ်သွားခဲ့ပါတော့တယ်မြေပြင်ထိန်းချုပ်ရေးစခန်းကလူတိုင်းဟာခေါင်းငုံလိုက်ကြပြီးလေရင်ဟာအသက်ရှင်ကျန်ရစ်သူမရှိပဲပျက်စီးသွားခဲ့ပြီလို့ထင်မှတ်လိုက်ကြတာပါဒါပေမဲ့လူတိုင်းမျှော်လင့်ချက်ဆွန့်လွတ်လိုက်တဲ့ခဏမှာပဲလေရင်ဟာတိမ်တိုက်တွေကိုရုတ်တရက်ထိုးဖောက်လိုက်ပြီးကောင်းကင်ထက်မှထပ်မံပေါ်ထွက်လာခဲ့ပါတယ်လူတိုင်းရဲ့တင်းမာနေတဲ့ရင်ဘတ်တွေဟာနောက်ဆုံးမှာအနှဲငယ်လျှော့ပါသွားခဲ့ပေမဲ့အနေအတစ်ခုဟာချက်ချင်းထပ်မံရောက်ရှိလာခဲ့တာပါမြန်မာနဲ့နှင်းဖုံးတောင်တန်းကြီးဟာအရှိတိုက်ရိုက်မှာပေါ်ထွက်နေခဲ့တာပါကပတိန်ဟာလေရင်ကိုအထက်စီဆွဲတင်ရင်အမျိုးအစားလိုက်တည်နေရကိုအရေးပေါ်ပြင်ဆင်လိုက်ပါတယ်နောက်ဆုံးမှာတော့လေရင်ဟာကပတိန်3ယောက်ရဲ့ပူးပေါင်းကြိုးပမ်းမှုအောက်မှာတောင်တန်းကိုအောင်မြင်စွာကျော်လွန်နိုင်ခဲ့တာပါလေရင်ဟာအမြင့်ကိုတဖြည်းဖြည်းလျှော့ချလိုက်ပြီးပြေးလန်းတဲ့စနစ်တကျတန်းကြီးကနောက်ဆုံးမှာဘေးကင်းစွာရပ်တန့်သွားခဲ့ပါတော့တယ်ပြေးလန်းရဲ့အဆုံးမှာတော့ခီးသည်တွေရဲ့ခံစားချက်တွေဟာအလွန်မင်းထိတ်လန့်မှုကနေကြီးမားတဲ့ဝမ်းမြောက်မှုစီပြောင်းလဲသွားခဲ့ရတာပါဒါဟာ2018ခုနှစ်တုန်းကအမှန်တကယ်ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်ဒီတရုတ်ကပတိန်ရဲ့အမည်ကိုတင်သိရှိပါသလားဗျာဒီဇလန်တိုလေးကိုသဘောကျနှစ်သက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ page လေးကို like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့အောင်တော့နောက်ထပ်လည်းစိတ်ဝင်စားစရာဇလန်ကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးသွားဦးမှာမို့စောင့်မျှော်အားပေးကြပါဦးဗျာ